တို့နဲ့နှုတ်သင်ခန်းစာဖတ်ထူးစာအုပ်ကိုခေါက်ကင်ပြီးတော့ခေါနဲ့နှုတ်နဲ့တွဲပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်။2သင်ခန်းစာ1 for timing key F 1 2 3 4 1 2 3 4 1 2 3 4 1 2 4 1 2 3 4 1 2 3 1 2 3 4 1 2 3 1 2 3 4 1 2 3 4 1 2 3 1 2 3 4 1 2 3 4 1 2 3 4 1 2 3 1 2သင်ခန်းစာ2က2 for timing တပါးမှာ2ချက်ဆိုတော့1